တိတ်တမထေကြီးပြောတယ်လို့ပဲဒီခန္ဓာကိုယ်ကြီးပေါ်မှာ तू ကငြင်းငွေလာပါပြီတဲ့ရာဂနဲ့သေရမှာ तू ရှက်ပါတယ်နော်ကိလေသာတွေနဲ့သေရမှာ तू ရှက်ပါတယ်ဒီလိုပြောတာလည်းရှိတယ်နော်သို့တော်မြတ်စွာဘုရားတခြားသုတ်တန်တွေမှာဟောထတာရှိသေးတယ်ဟိုမယုံညံ့သောသေခြင်းကောင်းမြတ်သောသေခြင်းလို့ဆိုတာကောင်းတဲ့တရားတွေကိုနှလုံးသွင်းသေပြီးတော့တရားနဲ့သေသွားရင်တော့တစ်ဖက်ကကြည့်မယ်ဆိုရင်ကောင်းသောသေခြင်းလို့ပဲပြောရမှာကောင်းရသုဂတိဘုံရောက်သွားရင်သူ့အဆင့်နဲ့သူကောင်းသောသေသို့တော့သေချာစဉ်းစားကြည့်သေပြီးတဲ့နောက်ဘဝတစ်ခုထရတယ်ဆိုရင်ကောင်းသောသေခြင်းမဟုတ်ဘူးသူတော်မြတ်တွေရဲ့ရှုထောင့်ကကြည့်ရင်ကောင်းသောသေခြင်းမဟုတ်ဘူးသို့တော့တမ္မာပုဂ္ဂိုလ်တွေရဲ့ရှုထောင့်ကကြည့်ရင်သေပြီးရင်ကောင်းတဲ့ဘုံရရင်ကောင်းသောသေခြင်းလို့ပြောရမှာပဲဒါသူ့ level နဲ့သူပြောတဲ့စကားလို့မှတ်ရမယ်တထိချကြီးပြောလို့မရဘူးเนาะအခုမြတ်စွာဘုရားကဝက်ကလိကိုဆိုလိုတဲ့စကားကအပပကံတေမရဏံဘဝိတ္တိမင်းရဲ့သေဆုံးခြင်းဟာအောက်တန်းကြတဲ့သေဆုံးခြင်းမဟုတ်ပါဘူးလို့ဆိုတော့ယန္တာအဖြစ်နဲ့သိမယ်လို့ပြောတဲ့သဘောပဲဒါเนาะအာဘိစကားပြောတာဒီလိုနားလဲရသူ့နေရာနဲ့သူဒီလိုနားလဲရအဲ့ဒီစကားသုံးခုနတ်သားနှစ်ယောက်ပြောတဲ့စကားမြတ်စွာဘုရားကမှားလိုက်တဲ့စကားယဟန်တွေကယူသွားတယ်ယူသွားပြီးတော့ဝက်ကလိစီသွားကြတယ်သွားပြီးတော့ရှင်ဘုရားနဲ့မြတ်စွာဘုရားစီကသတင်းစကားပေးလိုက်တယ်တဲ့ဆုံးမဩဝါဒစကားပေးလိုက်တယ်ဆိုတော့ဝက်ကလိကဗာပြောတော့ဆိုနေကြအောင်ကိုတော်တို့တပည့်တော်လိုပုဂ္ဂိုလ်မျိုးကဘုရားပြောတဲ့စကားကိုဒီအိယာညောင်ဆောင်ကြီးပေါ်မှာပက်လက်အိရင်တပည့်တော်နားမထောင်ဘူးတဲ့ဖះကိုယုတ်တိလေးစားသောအဖြစ်တပည့်တော်ခန္ဓာကိုယ်ညောင်ဆောင်ပေါ်ကဂရင်ပေါ်ကအရင်အောက်ချကြပါအောင်ဟောလေးစားတဲ့အနေထားကိုပြတာနော်လေးစားတဲ့အနေထားကိုပြအဲ့တော့သူ့ကိုအောက်ကိုပွေ့ချပြီးပြီဆိုတော့မှမြတ်စွာဘုရားမှားလိုက်တဲ့စကားကိုသူကတရုတ်တည်းနားထောင်မြတ်စွာဘုရားမှားလိုက်တဲ့စကားသုံးခုညတကောင်းကြောင်မှာနတ်သား3ယောက်နတ်သား2ယောက်ကလာပြောတယ်တယောက်ကဝက်ကလိဆိုတဲ့မျိုးသားဟာယဟန်တော်ဟာလွတ်မြောက်ဖို့အတွက်ကြိုးစားနေပြီရဲ့ဆိုတဲ့စကားဝက်ကလိရဲ့လွတ်မြောက်မှုကအကောင်းဆုံးလွတ်မြောက်မှုဖြစ်ပါလိမ့်မယ်ဆိုတဲ့စကားမြတ်စွာဘုရားကိုယ်တိုင်မိန့်ကြားလိုက်တာတော့ဝက်ကလိမကြောက်နဲ့ဝက်ကလိမကြောက်နဲ့မင်းရဲ့သေဆုံးခြင်းဟာအောက်တန်းကြတဲ့သေဆုံးခြင်းယုံညံ့တဲ့သေဆုံးခြင်းမဖြစ်ပါဘူးဟောဒီစကားသုံးခုသူပြောတာဒီစကားတွေလည်းကြားရောသူ့မှာစိတ်ဓာတ်ခွန်အားတွေတအားရစိတ်ဓာတ်ခွန်အားတွေရသွားတယ်အဲ့ဒါနဲ့ယဟန်တွေဟာလည်းမြတ်စွာဘုရားရဲ့စကားကိုမှားလိုက်တဲ့အတိုင်းပြောကြပြီးတော့အဲ့ဒီယဟန်တွေကပြန်ကြွသွားကြသူနားမှာတဘာမှမရှိပြန်သွားကြအဲ့ဒီပြန်သွားတဲ့အချိန်မှာသူဘာလုပ်လိုက်လဲဆိုတော့ခေါင်းရိပ်တဲ့တင်တုံးသားနဲ့သူ့လည်းပင်သူလှီးလိုက်တယ်။နောက်ဒီနေရာမှာတချို့ကထင်တယ်ဝက်ကလိဟာယန္တာဖြစ်သွားပြီလို့ထင်တယ်။မဟုတ်ဝိပဿနာဉာဏ်နဲ့သူခန္ဓာကိုယ်ပေါ်မှာလုံးဝတွေ့တာမှုတွေသူမှမရှိဘူး။ယောဂဝေဒနာကလည်းပျောက်ဖို့အနေထားမရှိဘူး။အဲ့တော့ဒီခန္ဓာကိုယ်ကြီးကိုသိညင်းငွေတယ်။သိညင်းငွေသူ့သူတတ်တယ်ဆိုတာဒီနေရာမှာညင်းငွေလွန်လို့တတ်တဲ့အတ္တမျိုးလို့ပြောရမယ်။ဟိုစိတ်ညစ်လို့လူတွေတတ်တဲ့အတန်မျိုးမဟုတ်ဘူးလို့ပြောရမယ်ဒီနေရာများသောအားဖြင့်ကိုယ့်ကိုတတ်သေးတာစူးစိုက်လုပ်တာတွေရှိတယ်ခုလည်းပြောမယ်ဆိုစူးစိုက်လုပ်တာပေါ့စူးစိုက်လုပ်တာသူ့ကိုယ်သူစူးစိုက်လုပ်တယ်နိုင်ငံသားတွေမှာဆိုစူးစိုက်ဒေါက်တာတောင်ရှိတယ်နော်ကိုယ့်ကိုတတ်သေးဖို့ရာအတွက်ကိုယ်တိုင်မတတ်ဝတ်တဲ့လူတွေဘာလုပ်ရအောင်ဆိုဆရာဝန်ကိုပတ်စံပေးပြီးတော့ဆေးထုတ်ခိုင်းစူးစိုက်ဒေါက်တာဆိုတာရှိတယ်နော်ဗမာပြည်မှာတော့ဗါတွေလို့တော့ဆိုတရားပေါ်ကခုံချတာတို့ဒါမျိုးတွေတော့ရှိတာပေါ့စူးစိုက်လုပ်တယ်ဆိုတာအမျိုးစုံရှိတယ်ပေါ့အစိတ်တောက်တာတို့ကြိုးဆွဲချသေးတာအဲ့ဒါတွေကစိတ်ညစ်လို့လုပ်တာတွေအခုဝက်ကလိမထေမြတ်ကဒီခန္ဓာကိုယ်ကြီးကိုမရချင်တာစိတ်အနေထားခြင်းတော့ခက်ဆင်တယ်ပေါ့နော်မရချင်တာဘဝကြီးကိုယွံမုန်းတာဝိပဿနာဉာဏ်နေနဲ့ရှုမြင်သုံးသပ်ပြီးတော့
ဒါလောက်မြတ်စွာဘုရားစီကအဆုံးအမတွေသူရလိုက်တာသူ့စိတ်ထဲမှာကျဉ်တ်ပြီးဒီခန္ဓာကိုယ်ကြီးကိုမလိုချင်တော့ဘူးဆိုပြီးတော့လေပင်ကိုတင်ုံနာနဲ့လှိပလိုက်တာကဲဘယ်လိုသူယဟန္တာဖြစ်တယ်လဲတင်ုံနာလှိတဲ့အချိန်မှာသူယဟန္တာမဟုတ်ဘူးယဟန္တာဆိုရင်ဘယ်တော့မှကိုယ့်ကိုယ်မတတ်ဘူးစူးစိုက်မလုပ်ဘူးယဟန္တာပုရိသေမှစူးစိုက်လုပ်တယ်အဲ့တော့ဒီနေရာလေးမှာစာမှာအတိအကျဖော်ပြထားတာမရှိပေမဲ့လို့နားလေရဘလို့နားလေရတော့ဒီပြင်မှာလည်းရှိတယ်လေပင်ပေါ်မှာဓားလေးတင်ပြီးတော့လှီးလိုက်တဲ့အချိန်လေးမှာဘာဖြစ်လာလဲသိမယ်ဆိုတော့သိသွားပြီသူကသူလူဆိုတာကမသိခင်တတ္တိကောင်းခြင်းကောင်းနေတာတကယ်သိရတော့မှဆိုတော့ကြောက်သွားတယ်သူလည်းသူကသူလှီးလိုက်တဲ့အချိန်လေးမှာကြောက်စိတ်ကလေးဝင်သွားတယ်အဲ့ဒီဝင်သွားတဲ့ကြောက်စိတ်ကလေးဟာသူကသူအမှတ်ရစေတယ်။အော်ငါပုထုဇဉ်ပဲရှိပါသေးလားခန္ဓာကိုယ်ကြီးပေါ်မှာငါဒါလောက်အပြစ်မြင်နေပေမဲ့လို့ငါမှကြောက်စိတ်ကလေးရှိနေပါသေးလားငါပုထုဇဉ်ကြီးပါလားလို့ဆိုတဲ့အတိလေးဝင်လိုက်တာနဲ့တပြိုင်နက်သူခန္ဓာကိုယ်မှာရှိတဲ့ဒီခါတိုင်းရှုနေကြဝိပဿနာကိုနော်အထင်ပြီးတော့ရှုလိုက်တဲ့အချိန်လေးမှာအသက်မထွက်ခင်လေးတွေရဟနာဖြစ်သွားဒီခြားနာချက်ကိုတာမန်လူတွေကမသိနိုင်ဘူးလေယဟနာဖြစ်တာအဲ့ဒီယဟနာမျိုးကိုဇီဝိတသမတိတိလို့ခေါ်တယ်ဇီဝိတသမတိတဇီဝိတ္တတွေချုပ်ချင်းနဲ့ယဟနာဖြစ်ခြင်းဒီနှစ်ခုဟာသမတိတဆိုတာခေါင်းချင်းပြိုင်နေတယ်ခေါင်းချင်းပြိုင်လာတယ်ဒါကဘာစကားတုံးဆိုလို့ရှိရင်မြင်းပြိုင်တဲ့နေရာမှာပြောကြတယ်မဟုတ်လားမြင်းနှကောင်ပန်းဝင်လာတဲ့အခါမှာခေါင်းချင်းရှင်နှာချင်းရှင်ပြီးတော့ဝင်လာဒါအုတ်ခေါင်းချင်းရှင်ဝင်လာတယ်ဆိုလိုတာကယဟနာလည်းဖြစ်ရောသိလည်းသိရောယဟနာဖြစ်တာကအရင်သိတာကနောက်သို့တော့ခေါင်းချင်းပြိုင်ဝင်လာချက်ချင်းတပြိုင်နက်လို့ဖြစ်တယ်စိတ်ဆိုတာအလွန်မြန်တာကိုမြန်တော့ဘေးကလူကကြည့်လိုက်ရင်တပြိုင်နက်လို့ထင်ရမြန်တာတပြိုင်နက်လို့ထင်ရတယ်ဆိုတာဟာအမှန်တမ်းထင်ရှားတယ်လေငယ်ငယ်တုန်းကမိဆက်ဝိုင်းလုတ်ပြီးတော့ဆော့ကစားတဲ့လူတွေကြည့်ပါလားအဝေးကနေကြည့်တဲ့အခါအမြန်လှဲ့တဲ့အခါကျတော့မီးဝိုင်းကြီးလို့ထင်ရတကယ်မီးဝိုင်းရောဟုတ်ကဲ့လားမဟုတ်ဘူးเนาะအထက်ရောက်နေတဲ့အချိန်အောက်မရှိဘူးအောက်ရောက်နေတဲ့အချိန်ထက်မရှိဘူးဘေးရောက်နေတဲ့အချိန်နောက်တစ်ဖက်ဘေးမှာမရှိဘူးသို့တော့လျင်မြန်သည့်အတွက်ကြောင့်မီးဝိုင်းကြီးလို့ထင်နေရတယ်အဲ့ဒါလိုပဲဒီဝက်ကလိမထေရလဲဝိပဿနာဉာဏ်စဉ်ဉာဏ်ကအမှန်တမ်းထက်မြက်နေတဲ့အချိန်လေးဖြစ်သည့်အတွက်ကြောင့်သူသိရတော့မှသိမှာဆိုတာလည်းသိတယ်ကြောက်ရွံ့သွားတဲ့စိတ်ကိုလည်းသူအကဲခတ်မိတယ်အဲ့ဒီအချိန်မှာဖိပြီးတော့ဝိပဿနာကျင့်စဉ်ကိုကျင့်လိုက်တာလူဆိုတာနောက်ဆုံးခွန်အားလေးတွေဟာအမှန်တမ်းအစွမ်းထက်တယ်နောက်ဆုံးခွန်အားလေးသူ့ရဲ့စိတ်ဓာတ်စွမ်းအားတွေနဲ့နောက်ဆုံးဓမ္မစွမ်းအားဟာသူ့ကိုကတင်လိုက်တယ်ဒီလိုကိုယ့်ကိုယ်တတ်တယ်ဆိုတာတော့တန်တရားဝဆင်းရဲရဲ့အပြစ်လို့ပဲပြောရမယ်နော်တန်တရားဝဆင်းရဲရဲ့အပြစ်လို့ပြောရမယ်ဝကြွေးပါတယ်လို့လည်းပြောခြင်းပြောပေါ့ဘဝဆိုတာဝကြွေးတွေကပါတတ်တယ်အဲ့တော့မှသူ့ကိုယ်သူတတ်လိုက်တဲ့အချိန်လေးမှာဓာတ်နဲ့လှီးလိုက်တဲ့အချိန်လေးမှာကြောက်စိတ်ကလေးပေါ်မှာဝိပဿနာကြောက်စိတ်လေးဝင်လာလို့ဝိပဿနာကိုဉာဏ်ကိုတိုးမြင့်ပြီးတော့ရှုလိုက်တဲ့အချိန်မှာမဲ့လေးပါဖို့လေးပါဆင့်ငယ်သောတာပတ္တိမဲ့ကြာပြီသောတာပတ္တိဖို့သဂရဂါမိမဲ့သဂရဂါမိဖို့အနာဂါမိမဲ့အနာဂါမိဖို့ဆိုဝိပဿနာလေးတွေခြားပြီးတော့ဒီမသေးခင်အသက်မထွက်ခင်ခြားလေးမှာလျင်မြန်တဲ့အဟုန်နဲ့မဲ့လေးပါဖို့လေးပါရပြီးတော့ယဟန္တာဖြစ်သွားတယ်ယဟန္တာလည်းဖြစ်ရောအသက်လည်းထွက်သွားတယ်ပြိဋိဘံစံရောပေါ့အဲ့ဒါကိုဇီဝိတသမတိတိယဟန္တာလို့ခေါ်တယ်အသက်နဲ့ပြိုင်ပြီးတော့ဖြစ်သွားတာအဲ့ဒါလို့ဇီဝိတသမတိတိယဟန္တာဖြစ်သွားတယ်ဒါသူတစ်ပါးတည်းအဲ့ဒါလို့လည်းပဲလှီးပြီးတော့ယဟန္တာဖြစ်သွားခုနကကိုတော်တွေပြောပြီးတော့ပြန်သွား